လက်ထဲအုံးဆိုထိုးအပ်လိုက်တာကျွန်တော်လည်းအုံးဆိုစစ်လိုက်ဟောဒီကကောင်းကြီးကိုကားပိုင်းနဲ့ပတ်သက်လို့ပဇာနီတို့ကိုနာတို့ရှိမှာအရန်အဆင်ပြေပါတယ်အရန်လည်းကောင်းပါတယ်မင်္ဂလာပါရှင်ထက်တို့ရဲ့ချိတ်အော်တိုကနေပြီးတော့ပြန်လဲကြိုဆိုပါရစေဒီနေ့ထက်တို့ရဲ့ချိတ်အော်တိုမှာယုံကြည်စိတ်ချစွာနဲ့ဝယ်ယူအားပေးသွားတဲ့ကိုဖြိုးကိုအိမ်နိုင်ရောက်လိုက်လံပို့ဆောင်ပေးမဲ့ဗီဒီယိုလေးဖြစ်ပါတယ်ထက်နဲ့တူလိုက်ကြည့်ပေးပါကိုဖြိုးမင်္ဂလာပါမင်္ဂလာပါမโอเคထက်တို့ချိတ်အော်တိုမှာကားဝယ်ရတာအဆင်ပြေလားကိုပြည်ပါတယ်အများကြီးလည်းရှော့ပေးပါတယ်ကျွန်တော်ဒီကပဇာနီတို့ကိုနာတို့ကနေပြီးတော့ကျွန်တော်ကိုသူညီလေးတရားလိုမျိုးဟောဒီကကောင်းကြီးကိုလက်ထဲအုံးဆိုထိုးအပ်လိုက်တာကျွန်တော်လည်းအုံးဆိုစစ်လိုက်ကားပိုင်းနဲ့ပတ်သက်လို့ပဇာနီတို့ကိုနာတို့ရှိမှာအရန်အဆင်ပြေပါတယ်အရန်လည်းကောင်းပါတယ်ကျေးဇူးတင်ပါတယ်ကိုထက်တို့ရဲ့ချိတ်အော်တိုရွေးချယ်ပြီးတော့အားပေးတဲ့အတွက်ကိုထပ်ပြီးတော့ကျေးဇူးတင်ပါစီ။နောက်လည်းကားနဲ့ပတ်သက်တဲ့လိုအပ်တာလေးရှင်ထက်တို့ရဲ့ချိတ်အော်တိုဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်အကိုအများနဲ့ဆက်သွယ်ဖို့ရှိပါတယ်။ကျေးဇူးတင်ပါတယ်ကို။ကဲကိုဖြိုးကိုအိမ်နိုင်ရောက်လိုက်ပို့ပေးခဲ့ပါပြီ။ဒီလိုက်တင်ပါတယ်။ဟုတ်ကဲ့ပါရှင်။ဒီဒလတိမရောက်ဘူးလို့ဆိုပြီးလာချောဆွဲတာပါ။မိတ်ဆွေကောင်းရှိတာကိုမြင်နိုင်ပြောရဲချိတ်အော်တို